ဘာသာအချင်းချင်းဆိုတဲ့နေရာမှာဒီလိုဖျားတွေကရန်ဖြစ်နေတာမဟုတ်ဘူးဘယ်တရားဘယ်ဖျားမဆိုဘယ်ဘာသာကိုပဲအမိနာမှကိုးစားပြီးဖျားတွေဟာလူအကျိုးစီးပွားအတွက်ကောင်းကျိုးတွေကိုဟောကြားခဲ့တယ်မိန့်မှာခဲ့တယ်ခရစ်တော်ရဲ့အဆုံးအမတွေထဲမှာကြည့်တဲ့အခါခရစ်တော်ဘုရားကပြောလဲဆိုတော့မင်းတို့ရဲ့အမြင့်မြတ်ဆုံးဘုရားကိုချစ်ရမယ်ချစ်ချင်းမေတ္တာထားအမြင့်မြတ်ဆုံးဘုရားကိုချစ်ချင်းမေတ္တာထားရတဲ့တစ်ထပ်သေးပဲတဲ့လူသားအချင်းချင်းကိုလည်းချစ်ချင်းမေတ္တာထားကျွန်တော်တို့မှာရန်နေမဖြစ်ဘူးလို့မပြောဘူးရန်နေဖြစ်ခဲ့ပါလေတမိုင်းဥစားတွေကသို့တော်လူမျိုးကိုအကြောင်းပြုပြီးဘာသာကိုအကြောင်းပြုပြီးမဖြစ်ခဲ့ကြပါဘူးเนาะလူမျိုးကိုအကြောင်းပြုပြီးဘာသာကိုအကြောင်းပြုပြီးဖြစ်ရခြင်းဒီမတမာသူများကဘာသာရေးတရားကို hijack လုပ်လူချမ်းစီးတယ်နိုင်ငံရေးကရိယာဖြစ်တဲ့ political tool အဖြစ်နဲ့အသုံးချတယ်ဟိန္ဒူဘာသာမှာဟောဘယ်လိုဆုံးမရှိလဲပပတ်အကုသိုလ်ကိုရှောင်ရှားရမယ်သူတို့ဘာဒုက္ခရောက်အောင်မလုပ်ရဘူးဒုက္ခကနေကယ်တင်ရမယ်ပြီးတော့အကျမ်းမဖက်ရဘူးဒီအချက်တွေနဲ့ကျွန်တော်တို့ကိုင်းညီရမယ်ဘာသာမတူဝါဒပွဲပြတဲ့ဘာသာရေးကောင်းဆောင်တွေပြင်ဟိန္ဒူဆရာကဓမ္မဆရာကဥညွန့်ပြီးတော့သူ့ဆရာရှင်များကိုသင်ကြားရမယ်အမိမြေကြီးကခိုလုံခွင့်ပေးထားတယ်အစားအစာတွေပေးထားတယ်ကျွန်တော်တို့ဒီမြေဒီရေဒီနိုင်ငံရဲ့ကျေးဇူးတရားကိုသိရှိနားလည်ရမယ်ဝိသေသလက္ခဏာကွဲပြားခြားနားမှုတွေရှိပါမယ်ကွဲပြားခြားနားမှုတွေကိုတူညီအောင်ဘလို့ဘုံညှိမလဲဘာသာတရားတိုင်းကမေတ္တာကရုဏာမုဒိတာဥပိ္ပခာနဲ့သွားနေကြတယ်ဒါတွေကိုဘုံထုတ်မယ်ဒါကြောင့်မလို့ငြိမ်းချမ်းရေးတစ်ခုကိုဆောင်ရွက်မယ်ဆိုရင်ကိုကငြိမ်းချမ်းရေးဆောင်ရွက်မယ်လို့ဆိုကိုပါပေးနိုင်မလဲစဉ်းစားပါကျေးဇူးတင်